မြတ်ဗုဒ္ဓ၏မြတ်ဗုဒ္ဓတို့၏အဆုံးအမပါဠိမောက္ခုဋ္ဌိတကိုလေ့လာသုံးသပ်ခြင်းသာသနာတော်တည်ထံပြန်ပွားဖို့အတွက်အရေးပါဆုံးအကြောင်းအရာတစ်ခုရှာပြပါဆိုရင်ပါဠိမောက္ခုဋ္ဌိတဆိုတဲ့အမှုပဲဖြစ်တယ်လို့ပြောရမှာဖြစ်တယ်ပါဠိမောက္ခုဋ္ဌိတဆိုတာပါဠိမောက္ခလို့ဆိုတဲ့ကိုချင်းသီလပိုင်းဆိုင်ရာအဆုံးအမများကိုပညာချက်များကိုရွတ်ဆိုပြီးနာယူမှတ်သားခြင်းပဲဖြစ်တယ်ပါဠိမောက္ခဆိုတဲ့စကားလုံးကိုစာပေကျမ်းကမှာတော့ပါဠိတော်မှာအလွယ်တကူဖွင့်ဆိုထားတဲ့စကားကတော့အာဒိမေတံမုခမေတံပမုခမေတံကုသလနံဓမ္မနာကုသိုလ်တို့ရဲ့အစကုသိုလ်တရားတို့ရဲ့အစပါဠိမောက္ခလို့ဒီလိုမဟာဝေကပါဠိတော်မှာပါဠိမောက္ခရဲ့အဓိပ္ပာယ်ကိုဒီလိုရှင်းပြတယ်ကုသိုလ်တရားတို့ရဲ့အစဆိုတာဒီသီလသာသနာတအာဓိလို့ဆိုတယ်ဒါကုသိုလ်တရားရဲ့အစဟာသီလပါဖြစ်တယ်ထိုသီလကိုရည်ညွှန်းပြီးတော့ပါဠိမောက္ခဆိုတဲ့စကားလုံးကိုသုံးခဲ့တာဒီစကားလုံးဟာမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေထဲမှာအလွန်အရေးပါပြီးတော့သာသနာတော်တည်တံ့ပြန်ပွားရေးအတွက်အရေးကြီးသောအချက်ဖြစ်တယ်ဆိုတာစာပေကျမ်းကလေ့လာသူတိုင်းသိရှိနားလည်နိုင်ကြအဲဒီမှာပါဠိမောက္ခဆိုတာကိုရွတ်ဆိုကြတာပါဠိမောက္ခုဋ္ဌိတပါဠိမောက္ခဥဋ္ဌိတဘယ်ပုဂ္ဂိုလ်တွေကပါဠိမောက္ခဆိုတဲ့အဆုံးအမကိုရွတ်ဆိုကြတယ်လေလို့ဆိုလို့ရှိရင်မြတ်ဗုဒ္ဓမြတ်ကိုယ်တိုင်ပဲမိမိတို့ရဲ့အဆုံးအမတရားကိုအကျဉ်းချင်းအထက်ထက်ရွတ်ဆိုပြီးတော့တပည့်တော်ကအများကိုဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်။ဒါကြောင့်မို့မြတ်စွာဘုရားတို့ရဲ့အဆုံးအမပါဠိမောက္ခဆိုတဲ့ကိုချင်းသီလနဲ့ပတ်သက်ပြီးအဓိကအဆုံးအမဩဝါဒပေးတာဖြစ်တယ်။အဲဒီမှာပါဠိမောက္ခရဲ့အဓိပ္ပာယ်ကိုဒီပါဠိတော်တွေမှာကုသိုလ်တရားတို့ရဲ့အစလို့ဆိုဘာယသုတ်တန်နဲ့နှိုင်းရှင်ပြီးတော့ကြည့်မယ်ဆိုရင်လည်းပဲမြတ်စွာဘုရားကိုယ်တိုင်ကကုသိုလ်တရားတွေရဲ့အစကိုဟောကြားဆုံးမခဲ့တဲ့နေရာမှာတတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတေဟိကုသလေတုဓမ္မေကုသိုလ်တရားတွေထဲမှာအစပထမကိုကုသဏမှာသုတ်တင်ရှင်းလင်းရမယ်တန်ရှင်းစင်ကြယ်အောင်လုပ်ရမယ်လို့ဆိုပြီးတော့ကောစာတိကုသလနံဓမ္မနံသီလင်္စသုဝိတုဒ္ဓံဒိဋ္ဌိစဥစုကသာသနာတော်အတွက်အရေးပါဆုံးကသီလနဲ့တမ္မာဒိဋ္ဌိပဲဖြစ်တယ်ဆိုတာဒီသုတ်တံအရာထင်ရှားတယ်ဒါကြောင့်မို့လို့သီလဟာသီလသာသနာတအာဓိဆိုတဲ့အထက်ကရာဆရာဆိုတဲ့အတိုင်းပဲသီလဟာသာသနာတော်မြတ်ရဲ့အစပထမဖြစ်တယ်အစကောင်းမှအနှောင်းသေးချာဆိုတာသာသနာတော်ရဲ့ကျင့်စဉ်သီလကစတင်ပြီးအမြင့်ဖြစ်အောင်ရောက်ရှိဖို့ရအတွက်သီလဟာအရေးကြီးဆုံးပဲပညုတ္တရာသဗ္ဗေဓမ္မာလို့ဆိုတဲ့အတိုင်းကုသိုလ်တရားတွေထဲမှာတော့အကောင်းဆုံးအမြတ်ဆုံးဆိုတာကတော့ပညာပဲဖြစ်တယ်ပေါ့နောက်ဆုံးမှာပညာနဲ့ပဲအဆုံးသတ်အမှာဖြစ်တယ်အဲ့ဒီပညာဆိုတာဟာလည်းပဲအမြင့်ဆုံးကြတော့အရတ္တမေအရတ္တဖို့ပညာအရတ္တဖလပရိယောသနံဘဂဝတောသာသနာမြတ်စွာဘုရားရဲ့ပန်းတိုင်ဟာမြတ်စွာဘုရားအဆုံးအမရဲ့သာသနာတော်မြတ်ကြီးရဲ့ပန်းတိုင်ကတော့အရတ္တဖို့ပဲဖြစ်တယ်လို့ဒီလိုမိန့်ကြားထားတဲ့စကားတွေမှတ်သားထားကြရမယ်အရာတွေပဲဖြစ်တယ်အေးပါဠိမောက္ခဆိုတဲ့စကားလုံးကိုနောက်ပိုင်းမှာတော့အဓိပ္ပာယ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့ကျမ်းတွေမှာမာတိမောက္ခေတိတိပါဠိမောက္ခဆိုတဲ့ဖွင့်ကစပြီးတော့ဒီပါဠိမောက္ခဆိုတဲ့ကိုချင်းသီလကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ကိုအပေစာသောဒုက္ခတိဘေးတွေက
လွတ်မြောက်စေလို့ပါတိမောက္ခဆိုတဲ့အသုံးကိုပြောတယ်ပါတိရခတိတိပါတိသီလကိုဆောင်ထိန်သူသီလဆောင်ထိန်သူကိုပါတိမောက္ခေတိတိပါတိမောက္ခလို့ဆိုတယ်သီလဆောင်ထိန်သူကိုသီလကအပယ်လေးပုံကသို့မဟုတ်တန်တရားကလွတ်မြောက်စေတယ်လို့ဒီလိုဆိုလိုတာပေါ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်စေတယ်လို့ဒီလိုဆိုလိုတယ်နောက်တစ်နည်းကတော့ပါတိဆိုတာဆောင်းလျှောက်တာမောက္ခကလွတ်မြောက်စေတာဘာကိုဆောင်းလျှောက်ပြီးဘာကလွတ်မြောက်စေတာတော့ဆိုလို့ရှိရင်အေးသူဂတိဘုံရောက်တော်လဲဘေးရအန္တရာယ်တွေဆိုတာကြုံတတ်သေးတယ်သူဂတိဘုံမှာနေတဲ့ကြုံလာမဲ့ဘေးရအန္တရာယ်တွေကဆောင်းလျှောက်မှုပေးပြီးတော့အပေဆေးရဲဆိုတဲ့ဒုဂတိဘုံကနေလွတ်မြောက်စေတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့လဲစာပေကျမ်းတော်မှာဖွင့်ဆိုကြတယ်ပေါ့အဲ့ဒါကြတော့ပါတိဆိုတာသူ့ရဲ့အရည်ချင်းတစ်ခုမောက္ခေတိဆိုတာသူ့ရဲ့အရည်ချင်းတစ်ခုပါတိဆောင်းလဲဆောင်းလျှောက်တတ်တယ်လွတ်လဲလွတ်မြောက်စေတယ်မလွတ်မြောက်သေးခင်ဆောင်းလျှောက်ထားပြီးတော့လုံးဝလွတ်မြောက်မှုဖြစ်ပေါ်စေတယ်ဆိုတဲ့အဓိပ္ပာယ်နေရာပေါင်းစပ်ပြီးတော့လည်းပဲပါတိမောက္ခဆိုတဲ့ဖွင့်မျိုးဖွင့်ဆိုထားတာရှိတယ်ဒါပါတိမောက္ခဆိုတဲ့စကားလုံးနဲ့ပတ်သက်တဲ့ဖွင့်ဆိုအဓိပ္ပာယ် literal meaning ပေါ့အဲ့ဒီ definition ဆိုတာမတ္တမအရေးကြီးတယ်စကားလုံးတစ်လုံးကိုလေ့လာပြီးဆိုလို့ရှိရင်ထိုစကားလုံးကဖော်ပြတဲ့အ내အဓိပ္ပာယ်ဟာအင်မတန်မှခီးရောက်တယ်အဲ့ဒီအ내အဓိပ္ပာယ်တွေကိုသိရှိလို့ရှိရင်အင်မတန်မှအကျိုးရှိဘာကိုဆိုလိုတယ်ဆိုတဲ့စကားတစ်ခုသိချင်တယ်ဆိုရင် definition လို့ခေါ်တယ်စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းစွာလေ့လာမှတ်သားကြအောင်ဖြစ်အဲ့တော့ဒီပါတိမောက္ခဆိုတဲ့စကားလုံးကိုမြတ်စွာဘုရားကိုယ်တိုင်သုံးခဲ့တဲ့စကားလုံးပဲဖြစ်တယ်ပေါ့ဘုရားကိုယ်တိုင်သုံးခဲ့တဲ့စကားလုံးထေကထာတို့ကြမှာသုံးတာမဟုတ်ဘူးအဲ့တော့ဒီနေရာမှာသုံးတယ်ဆိုတဲ့နေရာမှာပါတိမောက္ခဆိုတာရည်ညွှန်းချက်နှစ်ခုရှိရည်ညွှန်းချက်နှစ်ခုရှိတယ်နာယအချက်ကလေးတွေကိုသာလေအဓိကထားပြီးတော့တတိပေးတဲ့အနေနဲ့ဆုံးမဟောကြားတာပါတိမောက္ခဩဝါဒပါတိမောက္ခလို့ခဏတော့ခေါ်ကြတယ်ပေါ့အဓိကအပြစ်တွေကိုဖော်ပြပြီးတော့မလုပ်ရလို့တားမြစ်ထားအစားနော်မလုပ်ရဘူးလို့တားမြစ်ရမယ်အစားတားမြစ်မှုပါတော့လည်းပဲအပြစ်ကိုဖော်ပြခြင်းမရှိဘူးအပြစ်ကိုဖော်ပြခြင်းမရှိဘဲနဲ့လိုက်နာကျင့်သုံးရမယ်အချက်လမ်းစဉ်ချက်မှတ်ပြီးတော့ဟောကြားတာကိုလေပါတိမောက္ခလို့ခေါ်တယ်ဟောနောက်တစ်ခုကျတော့ဝရိတ္တသီလလို့ခေါ်တယ်ဘာမလုပ်ရဟိုဟာမလုပ်ရဒီဟာမလုပ်ရလုပ်ရင်မြည်သည့်အပြစ်တက်ရောက်စေဆိုပြီးတော့အာနာလို့ခေါ်တယ်ဒီလိုက်နာအောင်အကြောင်းအကျိုးနဲ့ဖော်ပြပြီးတော့ဥပဒေပြည့်ညတ်တဲ့သိက္ခာပုဒ်ဆိုပြီးလိုက်နာကျင့်သုံးရမယ့်အချက်လက်တွေကိုပြည့်ညတ်ပေးတာကိုလည်းပဲပါတိမောက္ခလို့ခေါ်တယ်ပါတိမောက္ခဆိုတဲ့စကားလုံးရဲ့အောက်မှာဩဝါဒပါတိမောက္ခနဲ့အာနာပါတိမောက္ခဆိုပြီးတော့နှမျိုးခွဲပြားလာခဲ့တယ်ပေါ့နော်ဘုရားဆူဆူတပိတာဝကတွေကိုတတိပေးဆုံးမတော်မူတဲ့ဂါထာ၃ပုဒ်ပါရှိတဲ့ဩဝါဒပါတိမောက္ခရဲ့229သောသိက္ခာပုဒ်ဂေါတမဗုဒ္ဓလက်ထက်မှာပြည့်ညတ်တော်မူခဲ့တဲ့229သောသိက္ခာပုဒ်မြည်သည့်ပြစ်မှုကိုကျူးလွန်လို့ရှိရင်မြည်သည့်ပြစ်မှုကိုမလုပ်ရလုပ်လို့ကျူးလွန်လာလို့ရှိရင်မြည်သည့်အပြစ်တက်ရောက်တဲ့ဆိုတာကိုဖော်ပြပြီးတော့ဆုံးမတဲ့ဝိနည်းသိက္ခာပုဒ်တွေကိုလည်းပဲပါတိမောက္ခလို့ဒီလိုခေါ်တယ်အဲ့ဒါကြတော့အာနာပါတိမောက္ခအာနာဆိုတာမြတ်စွာဘုရားကသိက္ခာပုဒ်တွေကိုပြည့်ညတ်တဲ့အခါမှာ by force နဲ့ပြည့်ညတ်တာတော့မဟုတ်ဘူးအာနာလို့အသုံးပြုသည်မှာအကြောင်းနဲ့အကျိုးနဲ့ဖော်ပြပြီးတော့သိစေဒါကြောင့်မို့အာနာဆိုတဲ့စကားလုံးကဒီအဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာတော့အာနာဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကသူ့ရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကြည့်မယ်ဆိုလို့ရှိရင်သိစေတယ်လို့ဆိုတဲ့အဓိပ္ပာယ်ထူးထူးခြားခြားသိစေတော့မဟုတ်လို့ရှိရင်ပါဠိဓာတ်ကျမ်းတွေမှာဆိုတော့အာနပေတနိအာနဆိုတာအာနဓာတ်စေခိုင်းတိုက်တွန်းခြင်းလို့ဒီလိုအဓိပ္ပာယ်ရစေခိုင်းခြင်းဆိုတဲ့အဓိပ္ပာယ်လိုက်နာဖို့ရအမိန့်ပေးခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးလို့တက်ရောက်တယ်ပေါ့သ
သို့တော်မြတ်စွာဘုရားဟာလိုက်နာဖို့ရအမိပေးတာမျိုးမဟုတ်ဘူးဒါကြောင့်မို့နောက်တနည်းကြံစပြီးတော့ပြောတဲ့စကားလုံးကပို့ပြီးတော့အာနပေတနေဆိုတဲ့တရဏိတိဓာတ်ချမ်းနဲ့ပို့ပြီးတော့ကောင်းတဲ့အဓိပ္ပာယ်ကတော့အာရှိသောညာဓာတ်နဲ့ဆိုရင်အာနာပေတိဆိုတာအာညာပေတိသိစေတယ်သိအောင်ရှင်းပြတယ်ဒါဟာမလုံးမဖြစ်ဘူးလုံးဝမယ့်ကိစ္စဖြစ်တယ်ဒီအလုပ်ကိုမလုပ်ဖဲနေလို့ရှိရင်ဘယ်လိုအပြစ်တွေတက်ရောက်နိုင်လဲဆိုတာအတိပေးချေညာတဲ့သဘောမျိုးလောက်ပါပဲဖြစ်တယ်အမိပေးစိတ်ခိုင်းတိုက်တွန်းတဲ့ဘိုင်ဖို့စ်နဲ့မလုပ်မနေရဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အတိပေးပြီးတော့လိုက်နာကျင့်သုံးလောက်အကြောင်းနဲ့အကျိုးနဲ့ရှင်းပြပြီးတော့မြတ်စွာဘုရားဟာဥပဒေတွေကိုသတ်မှတ်ခဲ့တာဒါဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမတော်မူတဲ့ဝိနည်းစည်းကမ်းတွေဆိုတာမူဆယ်ချက်မှာဘောင်ဝင်ပြီးတော့မှဆွဲပေးတဲ့ဟောကြားပေးတဲ့ဝိနည်းသိက္ခာပုဒ်တွေသာဖြစ်တယ်အင်တန်မှခက်မိတယ်လို့ပြောခဏခက်လုပ်တဲ့ဥပဒေတွေတောင်မှပဲမြတ်စွာဘုရားရဲ့အဆုံးအမဥပဒေမျိုးအဆင့်မမီနိုင်ဘူးမြတ်စွာဘုရားဟာတပိဿဝကတွေကိုဝိနည်းသိက္ခာကိုပြည့်ညတ်တော်မူမယ်ဆိုရင်အချက်ဆက်ချက်ကိုအခြေပြုပြီးတော့ဆိုလိုတာရည်ရွယ်ချက်10မျိုးကိုအခြေခံအချက်10မျိုးကိုအကောင့်ထဲပေါ်တဲ့အနေနဲ့အဲ့ဒီအခြေခံအချက်10မျိုးကိုဥတီချက်ထားပြီးတော့မြတ်စွာဘုရားသိက္ခာပုဒ်တွေကိုပြည့်ညတ်ထားတာဖြစ်တယ်ဟောအဲ့ဒီအချက်10မျိုးဆိုတာတန်ခသုတ္ထုတာတန်ခသုတ္ထုတာဆိုတဲ့စကားလုံးကတန်ခါတို့ရဲ့ကောင်းခြင်းဆိုတဲ့အဓိပ္ပာယ်မရဘူးတန်ခသုတ္ထုတာဆိုတာအများတန်ခါကကောင်းပါတယ်ဥပဒေရှိတာကောင်းပါတယ်လို့အများကကျင့်တတ်လက်ခံလာအောင်ကျင့်တတ်လက်ခံလောက်တော့တဲ့စိကံဥပဒေကိုပြည့်ညတ်တယ်လို့ဒီလိုတန်ခါတွေအများစုကခုခေတ်နဲ့ပြောမယ်ဆိုရင်တော့အများစုလက်ခံတဲ့ဥပဒေလို့ဒီလိုဆိုလို့တယ်တန်ခါတွေကိုကကောင်းပါတယ်ဗျာလုံးသိပါတယ်ဥပဒေရှိတယ်ပါတယ်ဥပဒေရှိတာကောင်းပါတယ်လို့တောင်းဆိုလာတဲ့အနေထားအပြင်ပြည့်ညတ်တာကိုတန်ခါသုတ္ထုတာမြတ်စွာဘုရားပြည့်ညတ်တဲ့သိက္ခာပုဒ်ကိုမြားတန်ခါတွေကိုတောင်းဆိုလာတယ်ဒီလိုဆိုလို့ရပေါ့နောက်တစ်ခုကသိက္ခာပုဒ်ပြည့်ညတ်လိုက်တာဟာဒီကြက်တဲတော်အောင်အနေထိုင်ကြက်တဲအောင်လုပ်တာမျိုးမဟုတ်ဘဲနဲ့တန်ခါဖာတုတာတန်ခါအဖွဲ့အစည်းကြီးတစ်ခုလုံးဟာနေလို့ထိုင်လို့အစဉ်ပြေပြီးတော့စီးနဲ့ကန်းနဲ့နေထပ်သွားအောင်တန်အလောက်ရကန်ရအမတမလွဲတယ်စီးမြင်ပေါင်းအတွင်းကနေသွားတယ်ဆိုလို့ရှိရင်အများဟာချမ်းသာလုံတဲ့နာနဲ့မလုံတဲ့နာကိုရှင်းရှင်းလင်းလင်းစီကံပုံခတ်ပေးထားခြင်းအပြင်ဘောင်အတွင်းကနေလှုပ်ဆောင်သွားကြလို့ရှိရင်လွယ်လွယ်ကူကူနဲ့အောင်မြင်ကြီးပွားတာဖြစ်သောကြောင့်တန်ခါဖာတုတာအများတန်ခါတွေချမ်းသာဖို့အတွက်အလုတ်လွယ်ကူဖို့အတွက်ပြည့်ညတ်ပေးတယ်လို့သူတို့ဆိုတယ်အဲ့တော့ခဏခေတ်စီမင်းဥပဒေတွေကချုပ်ချယ်တဲ့စီမင်းဥပဒေတွေရှိကောင်းရှိလေမြတ်စွာဘုရားရဲ့စီမင်းဥပဒေတွေချုပ်ချယ်တဲ့စီမင်းဥပဒေမရှိမဟုတ်သို့တော်လည်းပဲလူဆိုတာပေတလနဲ့ဒုံမင်ကူဆိုတာနှစ်ဦးရှိတယ်လူဆိုတာအမျိုးမျိုးရှိတယ်ပေတလဆိုတာစိကံဥပဒေတွေကိုချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေကပေတလဒုံမင်ကူဆိုတာစီးပြက်ကမ်းမြက်နေခြင်းတဲ့ပုဂ္ဂိုလ်တွေကဒုံမင်ကူဒုံမင်ကူတွေကတော့ထောက်ခံမှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားပေတလနံဒုက္ခဝဟာယဒုံမင်ကူနံနိက္ခာယရည်ရွယ်ချက်မှာဒုံမင်ကူလို့ဆိုတဲ့စီးပြက်ကမ်းမြက်သမားတွေကိုတော့နှိပ်ကွက်ပြီးသားဖြစ်ရမယ်ဥပဒေတစ်ခုဟာစီးပြက်ကမ်းမြက်ပုဂ္ဂိုလ်တွေကိုတော့နှိပ်ကွက်ပြီးသားဖြစ်တယ်ပေတလနံဒုက္ခဝါစီကံကိုချစ်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေအတွက်ကချမ်းသာဒုက္ခရဖို့အတွက်လွယ်ကူဖို့အတွက်ဖြစ်တယ်ဒီလိုဆိုလို့ပေါ့ဒိဋ္ဌဓမ္မိကနာတံဝရဏံအာတဝနံတံဝရယမျက်မှောက်ဘဝမှာကြုံတွေ့နိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုတားမြစ်တယ်မျက်မှောက်အန္တရာယ်ဆိုတာစီးမဲ့ကမ်းမဲ့လုံးမိလုံးရလုံးလိုက်လို့ရှိရင်မင်းပြစ်မင်းတန်တဲ့နာတော့မဟုတ်အများရဲ့ပြစ်တင်ကြဲ့မှုခံရတာတွေဟာဒိဋ္ဌဓမ္မိကအာတဝပဲဖြစ်တယ်မျက်မှောက်ခင်မှာကြုံတွေ့နိုင်တယ်စီမဲ့ကမ်းမဲ့နေရင်ကြုံတွေ့နိုင်တယ်ကြည့်လေယဟန်တော်တွေဟာအနေတိုင်းမတတ်ဘူးဆိုရင်တရားဓမ္မတွေကတေယထာပိဂိဟိကာမဘောဂိနောဒီကိုယ်တော်တွေလည်းလူတွေလိုပဲလို့ဆိုတဲ့ပြစ်တင်မှုတွေဟာအစရာဇဝမှုထီအောင်ထိုကဲ့သို့
ပြစ်တင်မှုတွေခံရတာတို့ရာဇဝမှုတွေနဲ့အရေးယူခံရတာမျိုးတို့ဆိုတာဒီစည်းကမ်းဥပဒေတိုင်းလိုက်နာမယ်ဆိုရင်ဒီဘေးရအန္တရာယ်တွေကလွတ်ကင်းသွားတယ်ဒါကိုဆိုလိုတာဒိဋ္ဌဓမ္မိကနာအာသဝနာတောင်းတာတံပရာယိခဏအာသဝနာပဋိက္ခတံပရာယိကဆိုတာအခုမကြုံသေးဘူးနောင်ကြုံလာတဲ့အခါဘဝတစ်ခုမှာကြုံလာတဲ့အခါမှာဒီကိုယ်ချင်းတရားပြပြခြင်းကြောင့်အပယ်လေးပုံကိုကြားရောက်ခြင်းမကောင်းတဲ့ဘဝကိုရောက်ခြင်းအခြေအနေဆိုးနဲ့ကြုံတွေ့ခြင်းဆိုတာမျိုးတွေကိုလည်းကြိုတင်ပြီးတော့ဟန်တာထားပြီးသားဖြစ်တယ်အဲ့တော့မြတ်စွာဘုရားပြည့်ညတ်တဲ့ပါတိမောက္ခဆိုတာတွေဟာအဗ္ဗဓမ္မဒီလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေအတွက်လုံခြုံစိတ်ချရတဲ့အနေအထားမျိုးတွေကိုဖြစ်ပေါ်စေအပဒနာနံပတာရာယသာသနာတော်ကြီးကိုစိတ်ဝင်စားဘူးမကြည်ညိုဘူးဆိုတဲ့လူတွေလည်းစီကံကြည့်ပြီးတော့ကြည်ညိုစိတ်တွေဝင်လာပတနာနာဘိယောဘာဝယငကိုယ်တွေကကြည်ညိုတရားရှိတဲ့ပုဂ္ဂိုလ်တွေလည်းပို့ပြီးတော့ကြည်ညိုလာကြတယ်လို့ဒီလိုဆိုလို့ပေါ့အေးအဲ့ဒါတည်းမကဘူးမြတ်စွာဘုရားရဲ့ရည်မှန်းချက်မှာတတ္တမထိတိယဝိနယနုက္ခာယမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေအတွက်ဒီဝိနည်းစည်းကမ်းတွေဟာအထောက်အကူဖြစ်တယ်အထောက်အကူဖြစ်တယ်အားပေးထောက်ကူမျိုးကိုထောက်ကူဖြစ်စေဖို့အတွက်လဲသိက္ခာပုဒ်တွေနဲ့ပံ့ပိုးပေးတယ်လို့တတ္တမထိတိယသူတော်ကောင်းတရားတွေကိုကြားရှိစွာတည်ဖို့အတွက်အထိန်အကွက်လည်းဖြစ်တယ်လို့အဲ့ဒီဖြစ်စေဖို့လို့ဆိုရင်ဒီရွယ်ချက်တွေနဲ့မြတ်စွာဘုရားပါတိမောက္ခဆိုရင်အာနာပါတိမောက္ခဆိုတဲ့သိက္ခာပုဒ်တွေပြညတ်ခဲ့တာဒါဖြစ်တယ်ပေါ့တန်ဃာတော်တွေကိုချုပ်ခြင်းလို့တပိတာဝကတွေကိုချုပ်ချယ်ခြင်းလို့ဥပဒေတွေပြညတ်တာမဟုတ်ဘူးဒါကြောင့်မို့လောကမှာလူတွေအတွက်အရေးကြီးဆုံးဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမလှုပ်တဲ့နာကိုရှောင်ဖို့နဲ့လှုပ်တဲ့နာလှုပ်ဖို့ဒီနှစ်ခုပဲရှိတာအဲ့တော့ရှောင်ရမှာနဲ့ဆောင်ရမှာရှောင်ရမယ့်အချက်တွေကိုဝါရိတ္တသီလလို့ခေါ်ပြီးဆောင်ရမယ့်အချက်တွေကစာရိတ္တသီလလောကမှာလူတော်လူကောင်းဖြစ်ပြီးအောင်မြင်ကြီးပွားဖို့ရအတွက်လှုပ်တဲ့နာကိုလှုပ်ခြင်းနဲ့မလှုပ်တဲ့နာကိုရှောင်ခြင်းမှတပါးတခြားနည်းလမ်းမရှိဘူးမြတ်စွာဘုရားဟာလောကရဲ့ဘောင်အတွင်းမှာတန်ဃာတော်တွေရဲ့အကျိုးစီးပွားတရားတွေရဲ့အကျိုးစီးပွားကိုရည်ညွှန်းပြီးတော့ပြညတ်ခဲ့တာဒါဖြစ်တယ်အဲ့ဒီမှာပါတိမောက္ခလို့ဆိုတဲ့တဲ့မဲ့ဩဝါဒပါတိမောက္ခတတိပေးဆုံးမတာတသက်မြတာစာရိတ္တသဘောတရားအနေနဲ့လိုက်နာကျင့်သုံးရမယ့်အချက်ကလေးတွေနဲ့တတိပေးတဲ့ဆုံးမချက်ကလေးတွေနဲ့တန်ဃာတော်တွေကိုတန်ခါအဖွဲ့အစည်းကြီးတစ်ခုလုံးကိုထိန်းချောင်းမှုပေးတာဖြစ်တယ်ပေါ့အေးအာနာပါတိမောက္ခဖြစ်တယ်တန်ခါအဖွဲ့အစည်းတစ်ခုဟာမလိုက်နာလို့မနေရအောင်အကြောင်းနဲ့အကျိုးနဲ့ဖော်ပြပြီးတော့စီကံဥပဒေလိုက်နာကျင့်သုံးရမယ့်အချက်တွေကိုသိက္ခာပရဆိုပြီးတော့ကျင့်သုံးရမယ့်အချက်လက်တွေဆိုတဲ့အနေနဲ့ပြညတ်ခဲ့တာဖြစ်တယ်ပေါ့ဟုတ်ပြီဒီနေရာမှာဖရာတိုင်းဟာပါတိမောက္ခဆိုတာကိုဆောင်ရွက်တော်မူကြတာတော့မှန်တယ်သို့တော့ဒီဩဝါဒပါတိမောက္ခအာနာပါတိမောက္ခလို့နှစ်မျိုးရှိတယ်ထင်တယ်ဩဝါဒပါတိမောက္ခဆိုတဲ့တတိပေးဆုံးမချက်တွေကိုတော့ဘုရားအဆူဆူဟာမပြတ်မကွက်ဆောင်ရွက်တော်မူခဲ့ကြတာဖြစ်တော်လည်းပဲအာနာပါတိမောက္ခဆိုတာလိုအပ်မှသာလုပ်တာဖြစ်တယ်လိုအပ်မှသာလုပ်သည့်အတွက်ကြောင့်အချို့ဘုရားရှင်တွေရဲ့လက်ထက်ဆိုပါစို့တတန်းရှိကြတဲ့ဘုရားရှင်တွေဟာသိက္ခာပုဒ်တွေပြညတ်ပြီးတော့အာနာပါတိမောက္ခကိုရွတ်ဆိုမှုဆိုတဲ့သာသနာလုပ်ငန်းတန်ဃာတွေဆောင်ရွက်မဲ့ကိစ္စတစ်ခုကိုချမှတ်ပြီးတော့ပေးတော့မမူခဲ့ကြဘူးလို့ဒီလိုဆိုအဲ့တော့သာသနာအရှိတည်မှုမတည်မှုမှာပါတိမောက္ခဥဒေတလို့ခေါ်တယ်ပါတိမောက္ခဥဒေတဟာဘလောက်အရေးပါတယ်လဲဆိုတာရှင်သာရိပုတ္တရာမထေရမြတ်ရဲ့လျှောက်ထားစကားကိုကြည့်မယ်ဆိုရင်အမြဲတမ်းအရေးပါတယ်လို့ဆိုရမှာရှင်သာရိပုတ္တရာမထေရမြတ်ဟာဝိရိယဇာမသတင်းသုံးတဲ့အချိန်တုန်းကတပါးတဲ့နေရာကနေပြီးစိတ်ထဲမှာသာသနာတော်အရေးတွေးမိလို့မြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားသာသနာဘယ်ဘုရားတွေရဲ့လက်ထက်ဘယ်ဘုရားတွေရဲ့သာသနာဟာရှိကြစွာတည်ပြီးအဘယ်ဘုရားတွေရဲ့သာသနာဟာရှိကြစွာမတည်တယ်လဲဆိုတာဒီမေးခွန်းကစပြီးမေးတော့မြတ်စွာဘုရားကဖြေရှင်းဝိပဿိတိခိဝိတ္တပုလို့ခေါ်တဲ့
ဖျားသုံးစုရဲ့သာသနာဟာရှိကြစွာမတည်ဘူးကကုတဏကောဏကမနကတ္တဗဆိုတဲ့ဖျားသုံးစုရဲ့သာသနာရှိကြစွာတည်ခဲ့တယ်ဒါဖြင့်ရှိကြစွာမတည်ခြင်းနဲ့တည်ခြင်းရဲ့အကြောင်းကဘာလဲဖျားလို့လျှောက်တဲ့အခါမြတ်စွာဘုရားကဝိပဿနာတိခိဝိတကုဆိုတဲ့ဘုရားသုံးစုဟာကြိုးစားပန်းစားတရားဓမ္မများကိုဟောကြားဆုံးမခြင်းမပြုကြဘူး။ဘာဖြစ်လို့မဟောတယ်လဲဆိုရင်မလွတ်အပ်လို့။ဘာဖြစ်လို့လဲဆိုရင်ဝိပဿနာမြတ်စွာဘုရားပွင့်တဲ့ခေတ်ဟာလူတွေဟာအသက်8000တန်းမှရှိတယ်။ဒုစရိုက်တရားဟာမရှိသလောက်လူတော်လူကောင်းတွေကြီးဖြစ်တော့တတိပေးယုံလောက်နဲ့ကိစ္စပြီးတယ်။စိကံဥတွေပြညာဖို့မလိုအပ်ဘူးတတိပေးယုံလေးပဲပေးเสียရှိတယ်။ဒါကြောင့်မို့အဲ့ဒီဘုရားလက်ထက်မှာပါတိမောက္ခဆိုတဲ့အာနာပါတိမောက္ခဆိုတာကိုလုပ်ဖို့အတွက်သိက္ခာပုဒ်တွေကိုပြညာခဲ့တာမရှိဘူးတရားဓမ္မလည်းများများဆဆမဟောခဲ့ဘူးပါတိမောက္ခကိုလည်းရွတ်ဆိုပြသဖို့ရွတ်ဆိုဖို့ဆိုပြီးတော့တတ်မှတ်ချက်မပေးခဲ့ဘူးအဲ့ဒါကြောင့်မို့လို့အဲ့ဒီဘုရားရှင်ရဲ့သာသနာဟာကြာရှိစွာမတည်ဘူးကြာရှိစွာမတည်ဘူးဆိုတာနှစ်နဲ့ပြောတာမဟုတ်ဘူးနှစ်နဲ့ပြောတာမဟုတ်ဘူးနှစ်နဲ့ပြောမယ်ဆိုရင်ဝိပဿနာမြတ်စွာဘုရားရဲ့သာသနာဟာဝိပဿနာမြတ်စွာဘုရားရဲ့တတ်တော်ထင်ရှားရှိတဲ့လက်ထက်မှာဆိုရင်အနှစ်8000ရှိတယ်ပေါ့အေးထိုအနှစ်8000လက်ထက်ကနေဆင်ပွားပြီးတော့နောက်တစ်ဆက်ကအနှစ်8000ဆို1,600,000နှစ်ပေါင်း1,600,000တက်တန်းရှိတယ်သို့တော်လည်းအဆက်နဲ့ပြောမယ်ဆိုလို့ရှိရင် generation ဆိုတဲ့မျိုးဆက်နဲ့ပြောမယ်ဆိုရင်2ဆက်ဘုရားလက်ထက်ကတစ်ဆက်နောက်အဲ့ဒီဘုရားလက်ထက်တပည့်တွေရဲ့တပည့်တစ်ဆက်ဒီ2ဆက်ပဲသာသနာကြာရှိတော့မတည်ဘူးလို့ဒီလိုဆိုလို့အဲဂေါရမဗုဒ္ဓရဲ့သာသနာကြတော့ကြည့်မြတ်စွာဘုရားဖြစ်သည့်အတွက်ကြောင့်တက်တော်80ပဲပြီးသို့တော်မြတ်စွာဘုရားရဲ့ဂေါရမဗုဒ္ဓရဲ့သာသနာနှစ်ပေါင်း9000အခု2500ရှိပြီဆိုနော်အနှစ်တရာနဲ့တွက်လိုက်မယ်ဆိုလို့ရှိရင်နှစ်ပေါင်းမျိုးဆက်တစ်ကအစိတ်လောက်ဖြစ်လာပြီပေါ့ဒီလိုဆိုလို့ရပေါ့2500ဆိုမျိုးဆက်ပေါင်း25ဆက်ရှိသွားပြီမျိုးဆက်နဲ့ပြောမယ်ဆိုရင်25ဆက်ထိအောင်ရှည်နေတယ်ပေါ့နောင်လဲရှည်လက်တန်းရှည်ဦးမှာဆိုတော့အဲ့တော့မြတ်စွာဘုရားရဲ့မျိုးဆက်အနေနဲ့ပြောမယ်ဆိုရင်ဂေါရမဗုဒ္ဓနှစ်အနေနဲ့ဆိုရင်နည်းနည်းလေးဟောသာသနာ9000ဆိုတာဟော1,600,000ရှိတာသာသနာ9000ဆိုတာနှစ်ပြောလို့ရှိရင်တော့အမှန်တမ်းတိုးတယ်သို့တော်မျိုးဆက်နဲ့ပြောမယ်ဆိုရင်မတိုးဘူးအဲ့ဒီရှုထောင့်ကလေးပြောတယ်လို့ဒီလိုမှတ်အဲ့တော့ကကုတဏကောဏကမနကတ္တဗဆိုတဲ့ဒီပါရကမမှာပွင့်တော်မူတဲ့ဘုရားသုံးစုရဲ့သာသနာကြတော့ရှည်တယ်ကကုတဏမြတ်စွာဘုရားအနှစ်4,000တန်းမှာပွင့်တယ်ကောဏကမနမြတ်စွာဘုရားအနှစ်3,000တန်းမှာပွင့်ပြီးဂေါရမကတ္တဗမြတ်စွာဘုရားကြတော့အနှစ်2,000တန်းမှာပွင့်တယ်ပေါ့ဒီဘုရားတွေရဲ့လက်ထက်မှာလိုအပ်ချက်တွေရှိလာလို့တရားဓမ္မတွေပြည့်ပြည့်ဝဝခေါ်တဲ့အပြင်သိက္ခာပုဒ်တွေကိုလည်းပြည့်ညတ်တယ်ပါဠိမောက်ခုတ်ဒေသဆိုတဲ့ကိစ္စကိုလည်းဆောင်ရွက်ခဲ့တယ်ပေါ့ဒါကြောင့်မို့အဲ့ဒီဘုရားရှင်တွေရဲ့သာသနာဟာလည်း20မကဘူး14-50ဆက်ထိအောင်ရှည်လျားခဲ့တယ်လို့နှစ်နဲ့ပြောတာမဟုတ်ဘဲနဲ့အဆက်နဲ့ပြောတာမျိုးသာဖြစ်တယ်ပေါ့အဲ့ဒါလို့သာသနာအရှိတည်တတ်မှုအတွက်သိက္ခာကိုပြည့်ညတ်ခြင်းထိုသိက္ခာဘုတ်ကိုရွတ်ဆိုခြင်းဆိုတဲ့သိက္ခာဘုတ်ကိုမှန်မှန်ရွတ်ဆိုနားထောင်ခြင်းဆိုတဲ့အချက်သာသနာတော်အရှိတည်တတ်မှုအတွက်အရေးကြီးသောအချက်အဖြစ်မြတ်စွာဘုရားသတ်မှတ်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ဒီမြတ်စွာဘုရားလက်ထက်တော်အခါကာလမှာဆိုလို့ရှိရင်ဒီ15ရက်တစ်ချိန်15ရက်တစ်ချိန်မြတ်စွာဘုရားရဲ့သိက္ခာပုဒ်တွေကိုပါဠိမောက္ခလို့ခေါ်တဲ့အာနာပါဠိမောက္ခလို့ခေါ်တဲ့သိက္ခာပုဒ်တွေကိုတန်ဃာတော်ရှင်မြတ်တွေဟာရွတ်ဖတ်ပြီးတော့ဥပုပ်ပြုခြင်းကိစ္စကိုဆောင်ရွက်ကြဒီမတိုင်ခင်ကပထမဘောဓိလို့မြတ်စွာဘုရားရဲ့ဂေါရမဗုဒ္ဓရဲ့ပထမဘောဓိပထမ120ကိုပထမဘောဓိလို့သတ်မှတ်တယ်သို့သောတီဃာရေးတဲ့အာစရိယဓမ္မပါဠိဆိုတဲ့ဆရာတော်ကြီးရဲ့အယူဆကြတော့45ဝါကိုသူက15နှစ်စီခွဲပြီးတော့ယူတဲ့အယူဆလည်းရှိတယ်
ဒါကတော့အတိအကျပြောလို့တော့မရဘူးပေါ့နော်ပထမဘောဓိကို120ဒုတိယဘောဓိ120ဆိုတတိယဘောဓိကျတော့9နှစ်ပဲရှိတော့တာကိုဒါကြောင့်မို့လို့သူကအတိအကျခွဲပြီးတော့ပြောတာမျိုးလည်းရှိတယ်သို့တော့အများအားဖြင့်တော့သတ်မှတ်ထားတာပထမဘောဓိ120ဆိုလိုတာကောရမဘုရားပွင့်တော်မူလာပြီးတဲ့အချိန်လေးမှာပထမ120အတွင်းမြတ်စွာဘုရားဟာဩဝါဒပါတိမောက္ခလို့ဆိုတယ်ပါတိမောက္ခမှန်မှန်တလားကို2ချိန်တန်ဃာတော်တွေကိုရွတ်ဆိုပြီးပြီးကိုယ်တိုင်အချိန်ချင်းထပ်ထပ်ရွတ်ဆိုပြီးတော့တတိပေးဆုံးမတော်မူခဲ့တာဖြစ်တယ်အေးဝိပဿနာမြတ်စွာဘုရားလက်ထက်ကြတယ်ဒီဩဝါဒပါတိမောက္ခဂါထာ3ပုဒ်နဲ့ပဲတတိပေးဆုံးမခဲ့6နှစ်လွန်မြောက်လို့9နှစ်မြောက်မှာတစ်ချိန်9နှစ်ကြာမှတစ်ချိန်တတိပေးဆုံးမတဲ့ဩဝါဒပါဠိပေါင်းကိုရွတ်ဆိုတာဖြစ်တယ်။ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာတပိသာဝကတွေဟာတတန်းရှိတဲ့ခေတ်ကာလဖြစ်သည့်အတွက်ကြောင့်အလွန်ပဲအကျင့်သီလနဲ့ပြည့်စုံကြတဲ့လူတော်လူကောင်းတွေဖြစ်နေသည့်အတွက်ကြောင့်အထူးတတိပေးဆုံးမစရာမလိုဘူး။ဒါကြောင့်မို့လို့9နှစ်မြောက်မှ6နှစ်လွန်မြောက်တဲ့အခါမှာ9နှစ်လွန်မြောက်တဲ့အခါမှာဒီဩဝါဒပါဠိပေါင်းကိုဝိပဿနာမြတ်စွာဘုရားလက်ထက်မှာဖျားကိုယ်တော်တိုင်တန်ဃာတွေအားလုံးစည်းဝေးစေပြီးတော့ဩဝါဒပါဠိမောက္ခဂါထာနဲ့ဆုံးမဩဝါဒပေးတာပဲဖြစ်တယ်အဲ့တော့တက်တန်းရှိတဲ့ဘုရားတွေလက်ထက်တောင်မှပဲအရေးတကြီးဆုံးမဩဝါဒပေးတဲ့ဂါထာဆိုတော့အင်မတန်မှအရေးကြီးတဲ့ဒီဩဝါဒပါဠိမောက္ခဂါထာတွေဟာဗုဒ္ဓသာသနာရဲ့ကျင့်စဉ်ကိုပြည့်ပြည့်ဝဝဖော်ပြထားတာဖြစ်လို့အလွန်အရေးကြီးတဲ့ဆောင်ရွက်ချက်တစ်ခုလို့ဒီလိုမှတ်သားကြဖရာတိုင်းဟာဩဝါဒပါဠိမောက္ခကိုကိုတော်တိုင်ပဲရွတ်ဆိုပြီးတော့တန်ဃာတွေကိုဆုံးမစကားပြောကြားလေးရှိတာဖရာတိုင်းဆုံးမတဲ့အဆုံးအမတရားတော်များတာဖြစ်တယ်ပေါ့အေးတတန်းတူတဲ့ဖရာတွေလက်ထက်ရောက်လာတဲ့အခါကျတော့အာနာပါတိမောက္ခဆိုတာတွေကိုပဲယဟန်တန်ဃာတွေအချင်းချင်းရွတ်စေပြီးတော့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကနားထောင်ပြီးတော့ဒီအာနာပါတိမောက္ခကိုပဲရွတ်ဆိုပြီးနားထောင်စေတာအာနာပါတိမောက္ခတွေတာကိုသာတယ်ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်ပေါ့အဲ့ဒီမှာပါတိမောက္ခနာဥဒ္ဓိတန္တိလို့ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာပါတိမောက္ခသိက္ခာပုဂ္ဂိုလ်မပြည့်ညတ်ဘူးပါတိမောက္ခကိုမပြဘူးမရွတ်ဆိုဘူးလို့ဆိုထားတဲ့ပါတိမောက္ခဟာအာနာပါတိမောက္ခဖြစ်တယ်ပေါ့ဩဝါဒပါတိမောက္ခကတော့ဝိပဿနာမြတ်စွာဘုရားကိုရောတိုင်းဟာ9နှစ်မြောက်မှာတစ်ချိန်6နှစ်ကြာတဲ့အခါတစ်ချိန်9နှစ်မြောက်မှာဒီဩဝါဒပါတိမောက္ခဂါထာကိုရွတ်ဆိုပြီးတော့အမတန်များလာတဲ့အရေးအတွက်များလာတဲ့တန်ခါပရိသတ်ကိုဆုံးမဩဝါဒပေးခဲ့တာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာမြတ်စွာဘုရားလက်ထက်နဲ့ပတ်သက်ပြီးတော့ဝိပဿနာမြတ်စွာဘုရားဟာတန်ဃာတော်ရှင်မြတ်တွေမြတ်စွာဘုရားကတခြားနေရာတွေကိုတိတ်ကိုကြွလိမ့်မရှိပဲနဲ့ဗန္ဓုမတိဆိုတဲ့နေပြည်တော်မှာပဲတရင်သုံးနေထိုင်ပြီးဗန္ဓုမတိမှာတန်ဃာတော်တွေဟာအင်မတန်မှများပြားတယ်မြတ်စွာဘုရားရဲ့တပည့်တာဝကတွေဟာဒီယဟန်တန်ဃာပေါင်းဟာ6 သန်း 8 သိန်းလောက်တရင်သုံးနေထိုင်ခဲ့ကြတာဖြစ်တယ်ပေါ့အဲ့တော့6 သန်းလောက်နေထိုင်ခဲ့ကြတာအဲ့ဒါလောက်နေထိုင်တဲ့ယဟန်တန်ဃာတွေတနေရာတဲကိုစုနေမယ်ဆိုလို့ရှိရင်ဒီလောကလူသားတွေအတွက်အကျိုးဖြစ်ထွန်းတဲ့တရားဓမ္မဟောပြောဖို့ဒီလုပ်ငန်းတွေကိုလှုပ်စေဖို့အတွက်မြတ်စွာဘုရားဟာ6 သန်းဒီ8 သိန်းသောယဟန်တော်မြတ်တွေကိုဒေသစာတွေကြွချီဖို့သာသနာပြုစေလွတ်လိုက်တာမြတ်စွာဘုရားမိန့်ကြားတဲ့နေ့မှာပဲတရက်ထဲမှာပဲတန်ဃာတွေအားလုံးလောက်နီးနီးဟာခရီးထွက်သွားကြတယ်လို့ဆိုတယ်။ကျောင်းပေါင်း8400ရှိတယ်ဝိပဿနာမြတ်စွာဘုရားလက်ထက်မှာဒီဘုရားမြတ်စွာနဲ့ပတ်သက်တဲ့ကျောင်းတိုက်ကြီးတွေပေါင်း8400ရှိတယ်။အဲ့ဒီ8400သောကျောင်းတိုက်ကြီးတွေမှာတန်ဃာတော်တွေဟာအများအပြားခွဲခြားပြီးတရင်သုံးပြီး
ဒေသစာရီကြွချင်းလို့တရားတွေရဲ့အကျိုးစီးပွားအလို့ငါတရားဓမ္မဟောပြောကြတယ်ရသော်ဘုရားရဲ့ဆုံးမတွေကိုပြည့်ပြည့်ဝဝဟောကြတယ်အဝိဓမ္မပြည့်စုံပြီးတော့တန်ရှင်းစင်ကြယ်တဲ့ဓမ္မစရိယလို့ခေါ်တဲ့ကျင့်စဉ်ကိုလူတွေနားလည်အောင်ထင်ထင်ရှားရှားဟောကြားပြသခဲ့ကြအဲ့ဒီလိုပြသပြီးရသော်ဘုရားကမှာလိုက်တယ်ဒေသစာရီသွားကြတရားဓမ္မတွေကိုဟောပြောကြအများတရားတွေရဲ့ဟိတဒုက္ခအလုံးကတရားဓမ္မကိုဟောပြောကြပြည့်စုံတန်ရှင်းတဲ့ဗြဟ္မစရိယကိုထုတ်ဖော်ကြလို့ယဟန်တွေကိုတာဝန်ပေးပြီးတော့ဒေသစာရီကြွခိုင်းလိုက်ပြီးတဲ့အခါမှားလိုက်တာဘာလို့ဆိုအေး6နှစ်လွန်မြောက်လို့ရှိရင်တော့ဗန္ဓုမတိပြည်ကိုအရောက်လာခဲ့ကြဆိုပြီးမြတ်စွာဘုရားကိုယ်တိုင်အဲ့ဒီပုဂ္ဂိုလ်တွေဟာအလုံးကယဟန္တာတွေကြီးပဲသို့တော်ယဟန္တာတွေကိုလည်းပဲမြတ်စွာဘုရားတတိပိစကားဟောကြားဆုံးမတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ယဟန္တာဖြစ်လို့တရားနာစရာမလိုဘူးလို့ဒီလိုမရှိဘူးနော်ယဟန္တာဖြစ်လဲတရားနာရတယ်တရားနာလိုက်မှတရားရဲ့အာယုံခေါင်းထဲမှာရောက်တဲ့အခါမှာစိတ်ကြည်လင်မှုပီတိသောမနတဖြစ်မှုဆိုတာဖြစ်လာတယ်။တမန်အားဖြင့်နေပဲဆိုရင်ယဟန္တာပုဂ္ဂိုလ်လည်းပဲကိလေသာမရှိတော့လည်းပဲဒီစိတ်နှောက်เสียအာယုံကတော့ဖြစ်မှာပေါ့။ထိုအာယုံပေါ်မှာစိတ်နှောက်ခြင်းဆိုတဲ့ဒေါမနတတို့ဒေါသတို့သူ့မှာတော့မရှိဘူးပေါ့။သို့တော်လည်းအာယုံရဲ့နှောက်ယှက်မှုကိုတော့ယဟန္တာပုဂ္ဂိုလ်တွေလည်းခံကြ။အာယုံရဲ့နှောက်ယှက်မှုကိုရှိလို့ရှိရင်ဒိဋ္ဌဓမ္မဒုက္ခဝိဟာရဆိုတာပျက်စီးသွားတယ်ဘဝမှာချမ်းချမ်းသာသာနှောက်ယှက်ကင်းကင်းနေနိုင်တယ်ဆိုတဲ့အခြေအနေမျိုးမရှိဘူးဒါကြောင့်မို့လို့ယဟန်တန်ဃာတွေယဟန္တာပုဂ္ဂိုလ်တွေကိုလည်းပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကဩဝါဒပါတိမောက်နဲ့ဝိပဿနာမြတ်စွာဘုရားဟောကြားဆုံးမခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမှာဩဝါဒပါတိမောက်ဂါထာတွေဟာမူရင်းကဘယ်မှာရှိသလဲလို့ပြောမယ်ဆိုလို့ရှိရင်ဓမ္မပဒဆိုတဲ့ဒေသနာတော်ကတော့ဒီတန်ရုပ်ပါဠိတော်မှာဘိက္ခုဓမ္မပဒာလိဘာတတိလို့ဆိုတဲ့စကားလေးပါတယ်အဲ့ဒီစကားလေးကိုအထက်ကထာဖွင့်ဆိုတဲ့အခါမှာဒီ24ဝက်ရှိတဲ့ဓမ္မပဒဒီကျမ်းစာကိုရည်ညွှန်းတယ်လို့ဆိုတော်လေးပဲဓမ္မပဒဂါထာတွေရဲ့မူရင်းတွေကဟိုနာဒီနာပြည့်စုံပါနေတာဖြစ်တော့ကြောင့်ဒီဓမ္မပဒဟာတဖြည်းဖြည်းမှစုဆောင်းလာတယ်လို့အနောက်တိုင်းပညာရှင်တွေကလည်းစဉ်းစားလာကြအေးတကယ်ကြည့်မယ်ဆိုရင်ဓမ္မပဒဆိုတဲ့ဂါထာတွေဟာတဖြည်းဖြည်းမှစုစည်းလာတာဖြစ်เสียအကြောင်းရှိတယ်ပေါ့မူရင်းသူတို့ရဲ့ source ဆိုလိုတာကတော့ primary source မဟုတ်သေးဘူးပေါ့ဓမ္မပဒရဲ့ primary source ကကျန်တဲ့ဒီနိကေဒါကြောင့်မို့ဓမ္မပဒမှာပါရှိတဲ့ပါတိမောက္ခဆိုတာအာနန္ဒထေရပညာဝတ္ထုမှာဗုဒ္ဓဝက်မှာဖော်ပြထားသို့တော်အဲ့ဒီဖော်ပြထားတဲ့ဟာဒီမူရင်းလို့ပြောလို့မရဘူးရှင်အနန္ဒမထေရမြတ်မေးလို့မြတ်စွာဘုရားကဖြေတယ်လို့ဆိုပြီးတော့ဟောထားတာသာရှိတယ်ပေါ့ဒါဖြင့်မူရင်းပါဠိတော်ကဘယ်မှာရှိတယ်လဲလို့ဆိုလို့ရှိရင်မဟာပဓာနသုတ်တံမှာဒီကနေ့ကမဟာဝက်ကပါဠိမဟာပဓာနသုတ်မှာမူရင်းအနေနဲ့ရှိတယ်လို့ပြောရမှာဖြစ်တယ်အဲ့ဒီမူရင်းမှာရှိတဲ့ဂါထာအစဉ်နဲ့ဓမ္မပဒမှာလာတဲ့ဂါထာအစဉ်ဟာကွက်လွဲချက်ရှိတယ်ဓမ္မပဒမှာတော့သဗ္ဗပပတ္တအာကရဏဆိုတဲ့ဂါထာကစတင်ပြီးတော့ဟောကြားထားတယ်မှတ်တမ်းတင်ထားတယ်ပေါ့သို့တော့ဝိပဿနာမြတ်စွာဘုရားကိုယ်တော်တိုင်ယဟန်တန်ဃာတွေကိုဆုံးမတယ်ဆိုတဲ့အခါမှာတော့ခန္တီပရမန္တဘောတိဒိဋ္ဌာကစထားပြီးဒုတိယဂါထာအနေနဲ့သဗ္ဗပပတ္တအာကရဏတတိယဂါထာအနေနဲ့အနုပဝါရောအနုပကဂါထာ၃ခုကတော့မှန်တယ်သို့တော့အစဉ်လွဲချော်နေတာမျိုးရှိတယ်လို့ကြံ့ညှိကြည့်မယ်ဆိုရင်မူရင်းဖြစ်တဲ့မဟာပဓာနသုတ်ဝိပဿနာဘုရားကိုယ်တိုင်ဟောတယ်လို့ဆိုတဲ့မဟာပဓာနသုတ်ဒါကမူရင်းဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့လို့မဟာပဓာနသုတ်မှာပါဠိတော်မှာဘယ်ဟာစထားတော့လို့ဆိုတတ္တရသုဒ္ဓံဘိက္ခဝေဝိပတ္တိဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဘိက္ခုတံခေဧဝံပါတိမောက္ခံဥဋ္ဌိတတိဒီစကားလေးကစပြီးတော့ဆိုတာ6နှစ်ကျော်တဲ့အခါမှာ9နှစ်မြောက်ဝိပဿနာမြတ်စွာဘုရားတန်ခါပရိသတ်မှာဟောဒီပါတိမောက္ခကိုရွတ်ဆိုဟောကြားပါတယ်ဆိုတာရ
ရေးထားတယ်ပေါ့ဒါဟာမူရင်းကျမ်းဖြစ်တယ်အဲ့တော့မူရင်းကျမ်းအနေနဲ့ပြောမယ်ဆိုရင်လည်းဒီဟာခန္တီပရမန်တဘောတိတိခါကစတာပို့ပြီးတော့သဘာဝကျဒါကြောင့်မို့ဩဝါဒပါဠိမောက္ခနဲ့ပတ်သက်လာတဲ့အခါမှာဘုရားဆူဆူအလွတ်မပေးပဲဟောကြားတော်မူခဲ့တဲ့ဒီပါဠိမောက္ခဓာတ်ရဲ့အဓိပ္ပာယ်ဟာသာသနာတော်ရဲ့ချစ်စဉ်တရားကိုအပြည့်အဝဖော်ပြထားတဲ့သဘောတက်ရောက်တယ်ပေါ့ဒါကြောင့်မို့စာသုံးမှာဆိုရင်မြတ်စွာဘုရားရဲ့သာသနာတော်ဝင်ရောက်လာပြီဆိုလို့ရှိရင်သီလပြည့်စုံမှုအတွက်ဟာအရေးကြီးဆုံးကခန္တီကအရေးကြီးနေတယ်ပေါ့ဒါကြောင့်မို့ခန္တီပရမန်တပောတိတိခါခန္တီလို့ဆိုတဲ့နေရာမှာတိခန္ဓေလို့ဆိုတဲ့အဓိပ္ပာယ်တိခန္ဓေဆိုတာဟာတုံ့ပြန်မှုမလုပ်ဖဲနဲ့ဒီသူတော်ရဲ့စော်ကားမှုသို့မဟုတ်အခက်ခဲတွေမိမိအနေနဲ့အောင်ဤထားနိုင်တယ်ဒီအဓိပ္ပာယ်မျိုးအဓိဝါဒနာမိမိပေါ်မှာရောက်ရှိနေတဲ့အခက်ခဲတွေကိုဒီအခက်ခဲတွေကိုအောင်ဤသိခံထားပြီးကိုလိုရမယ့်အလုပ်ကိုလုပ်တယ်လို့ဆိုလို့အောင်ခံထားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်ခန္တီဆိုတာခမှုတဟဏီဆိုတဲ့အတိုင်းစွမ်းရည်တတ္တိတစ်မျိုးသာလည်းဖြစ်တယ်စိတ်မပြတ်ဘဲနဲ့ထိန်းထားနိုင်တဲ့အနေအထားမျိုးအတ္တမနတာစိတ်ဟာစိတ်ပြတ်သွားပြီးတော့ညှိုးငယ်သွားတဲ့အနေအထားမျိုးကိုပဲနဲ့ပင်ကိုလန်းဆန်းနေတဲ့စိတ်ဓာတ်မျိုးကိုဒီသိခံထားနိုင်တဲ့အနေအထားမျိုးကိုခန္တီလို့ဒီလိုဆိုလိုတာပေါ့အဲ့ဒီခန္တီကိုခန္တီဟာသာသနာတော်ရဲ့အကျင့်စဉ်မှာဆိုရင်အဓိကအကျဆုံးပဲလို့ဆိုလို့သာသနာ့ဘုံဝင်တဲ့ကသိခံမှုဆိုတာကစတင်လာတာဘာဖြစ်လို့လဲဆိုရင်သာသနာ့ဘုံဝင်လာပြီဆိုလို့ရှိရင်ဆွန့်လွတ်မှုတွေနဲ့လာခဲ့ကြတယ်အားလုံးဟာ renounce လုပ်တဲ့ခါတိုင်းလိုမိသားစုဘဝနဲ့နေကျင်တော့လဲဆွန့်လွတ်ခဲ့တယ်ကိုယ်ပိုင်တဲ့ပစ္စည်းတွေဥစ္စာတွေအားလုံးကိုလည်းဆွန့်လွတ်ခဲ့ရတယ်ဆွန့်လွတ်မှုနဲ့စတင်ခဲ့တာဖြစ်လို့ခန္တီဆိုတာဟာအမှန်တမ်းအရေးကြီးတယ်အခက်ခဲဟူသမျှကိုရှောင်လွှဲပြီးတော့သိခံမှုနဲ့သွားရတာဖြစ်ဒါမို့ယဟန်ဘဝဆိုတာအပူစားခြင်းပဲအေးနဲ့တွေ့ရင်တွေ့မယ်အချိုစားခြင်းပဲအချင်းနဲ့တွေ့ရင်တွေ့မယ်ဘာပဲဖြစ်ဖြစ်အဲ့ဓာတွေကိုဒီစိတ်ဓာတ်ကြာဆုံးခြင်းမရှိပဲနဲ့ဘာနဲ့ပဲရင်ဆိုင်စိတ်ဓာတ်ပြပြခြင်းမရှိအောင်ထိမ့်သိမ့်နိုင်စွမ်းရှိတာခန္တီလို့ဒီလိုဆိုရမှာဖြစ်အဓိဝါဒနာခန္တီအဲ့ဒီဟာခန္တီပရမန်တပောတိတိခါတိတိခါနဲ့ခန္တီနဲ့ဟာအဓိပ္ပာယ်တူတယ်တူတော်လည်းပဲကွဲအောင်ဖွင့်တဲ့အခါကြတယ်တိတိခါဆိုတာအိဋ္ဌာယုံနဲ့ဂျုံတွေ့ရင်လည်းပဲလူဟာအခက်ခဲနဲ့ဂျုံတွေ့မှသိခံရတာမဟုတ်ဘူးဆိုလိုတာကအကောင်းလောကရန်နဲ့တွေ့ရင်လည်းပဲသိခံရမယ်အဆိုးလောကရန်နဲ့တွေ့ရင်လည်းသိခံတယ်အကောင်းလောကရန်နဲ့တွေ့လို့မခံနိုင်ရင်မာနဖြစ်တယ်အဆိုးလောကရန်နဲ့ကြုံလို့မခံနိုင်လို့ရှိရင်စိတ်ဓာတ်ကြတာဆိုတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ခန္တီနဲ့တိတိခါနှစ်ခုခွဲပြီးတော့ပြောတာတနည်းအားဖြင့်ပြောမယ်ဆိုရင်ခန္တီဆိုတာဓမ္မနိစ္စနဲ့ခန္တီဆိုတာရှိတယ်အနုလောမိကခန္တီဉာဏ်ဆိုတာရှိတယ်အဲ့ဒီခန္တီတွေနဲ့မဆိုင်ဘူးဒီနေရာမှာတိတိခါလို့ခေါ်တယ်နော်အောင်ဤနိုင်တဲ့မိမိရဲ့စိတ်ဓာတ်ပြပြမသွားစေပဲနဲ့ဒီစင်ကြီးဆရာတွေ့လဲပြပြမသွားဘူးဝမ်းသာဆရာတွေ့လဲပြပြမသွားဘူးတာဓိခုံနဲ့ပတ်သက်တဲ့ခန္တီမျိုးလို့ဒီလိုဆိုလို့အဲ့တော့သာသနာ့ဘုံရောက်လာတဲ့ပုဂ္ဂိုလ်တဦးတယောက်ဟာတိတိခါအကောင်းရောအဆိုးရောနှစ်ခုစလုံးခန္ဓာရည်ရှိတယ်ဆိုတဲ့ခန္တီတရားဟာပရမန်တပောအကောင်းဆုံးသောအကျင့်ပဲလို့ဒီလိုဆိုအဲ့တော့သာသနာ့ဘုံဝင်လို့ရှိရင်ဒီအကောင်းဆုံးသောအကျင့်နဲ့စတင်ပြီးတော့ရင်ဆိုင်ရမှာဖြစ်တယ်ပေါ့ဒီခန္တီမရှိဘူးဆိုလို့ရှိရင်သာသနာ့ဘုံမှာယက်တည်နိုင်စွာမရှိဘူးသီလပြည့်စုံမှုအတွက်လေဒီခန္တီဟာအမှန်တမ်းအရေးကြီးလို့ခန္တီပရမန်တပောလို့ဒီလိုဆိုအဲ့တော့ပရမန်တပောလို့ဆိုတဲ့နေရာမှာဘာကြောင့်ပရမောတပောလို့မပြောတာလဲဆိုလို့ရှိရင်တရားစည်းကမ်းအရာတပောဆိုတဲ့စကားလုံးဟာအလုံးသရတင်တဲ့ပုဂ္ဂိုလ်တွေကအလုံးသိတယ်မနောကိုင်းရဲ့ထုံတန်းစင်လာသူ့ရဲ့ဝိသေသနာပုဒ်ဒီအမြဲတမ်းနှစ်ပုံးလိမ်ထားရမယ်ဆိုတဲ့စည်းကမ်းရှိတယ်သုံးတရံမနောသူမနောလို့လုပ်တယ်သုံးတရောမနောလို့မရေးရဘူးသုံးတရံမနောဒုက္ခံဝဆောလို့သာဆိုတယ်သုဘဇောဝိချုဆိုတဲ့အခါမှာဒုက္ခံဝဆောဧတတမိတိလို့သာဆိုတယ်ဒုက္ခောဝဆောလို့မဆိုဘူး
Era di Irian lo pio jen pio Pali sapi ye di sikanje taku Dajamu paramantapo Totole eri sikane menyibene piet nira rile shide Tari piet le lo se Tamavara kathare ma Paripekko wayo tata sure Segalonga Tege solution Wayo sura Manogan piti doja Paripekkan wayo tata lo shide nebo Ada lo mesibene paripekko wayo tata lo piet nira rile shide bo Sabi re ma Di grama seni ne pian nyi like me solution The choharia Pian me chedi do shi abo no Totole Dari u grama now agom like when usage ne twara le shi de Adebe ro ma piet fu lo so ma bo Khandi paramantapo Ti khanyen lo so de Belu khekhe ne be jong jong belu kaung na ne be jong jong Myanna ma piet aw I ti khanne ne khandi so da ha Tadana Roma a uso a council a chintaku chide Eri a council a chine Pago Yana no so Nevanam Paraman Wadandi Poda Piasuga Nevan council to Hogera Pide Soluraga Nevandi Pandaina Pide Aloye Shizuche Pandaiha Nevana Pide Solo Kandi Sure a Chindiago Jeme solution now so Nevan Sure a Miazon Sengu Yana Nelu Disagapse ကိုယ့်ရဲ့ပန်းတိုင်တဲ့အခြေခံတရားကိုဖော်ညွှန်းပြသထားတာဖြစ်တယ်ပေါ့အေးအဲ့ဒီလိုသိခံခြင်းတရားရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ဟာသာသနာ့ဘောင်ဝင်ရောက်လာပြီဆိုလို့ရှိရင်ဘာတွေလုပ်ရမှာတော့ဆိုနာဟိပပိစီတောပရုပခာတိတစ်ဖက်သားကိုကျင်းစေတယ်တပ်ဖြတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာပပိစီတာမဖြစ်ဘူးဆိုလိုတာကဒီနေရာမှာဒုစရိုက်တွေနဲ့ပတ်သက်လာတဲ့ဟာတစ်ခုဒီ ပရူပဂါတိသူတစ်ပါးကိုနှိပ်စက်ညှဉ်းပန်းတပ်ဖြတ်သူတိမခံနိုင်တဲ့ပုဂ္ဂိုလ်ဟာပြန်လုံးမှာပဲလေတိမခံနိုင်တဲ့ပုဂ္ဂိုလ်ဒီတစ်ဖက်သားကိုကပဲဒုက္ခပေးမှာဖြစ်တယ်အဲ့ဒါလို့ဒုက္ခပေးမယ်ဆိုရင်တော့ပပ္ပစိတဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုဆိုလို့ရတယ်ပေါ့မကောင်းမှုအကုသိုလ်တွေကနှင်ထုတ်မကောင်းမှုအကုသိုလ်တွေကိုယ်တဏ္ဍာမှာမရှိအောင် ရှင်းထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုပပ္ပစိတလို့ခေါ်တာပပ္ပစေယမလမတ္တနောဆိုကိုယ့်ရဲ့တဏ္ဍာမှာရှိတဲ့ကိလေသာအငြိကြီးတွေကိုရှင်းထုတ်နိုင်မှပပ္ပစိတအေးသူတစ်ပါးကိုညှင်းဆဲပြီးဒုက္ခပေးတဲ့ပုဂ္ဂိုလ်ဟာပပ္ပစိတမဖြစ်ဘူးတိမခံနိုင်လို့တစ်ဖက်သားကိုဒုက္ခပေးမယ်ဆိုလို့ရှိရင်တော့ပပ္ပစိတမဖြစ်ဘူးလို့မြတ်စွာဘုရားကယဟန်ဖြစ်မှုမဖြစ်မှုနဲ့ပတ်သက်ပြီးတော့အဓိကတတိပေးတဲ့စကားတစ်ခုပဲနာသမနောဟောတိပရံဝိဟေထေယံတော်တစ်ဖက်သားဆင်ញင်အောင်လုပ်တာကအစတစ်ဖက်သားကိုစော်ကားတာဒါတွေကအစအကုန်လုံးဟာဒီငြိမ်းချမ်းမှုကိုကိလေသာတွေငြိမ်းအောင်ကျင့်နေတဲ့တမနာမျိုးမဖြစ်နိုင်ဘူးလို့ဆိုလို့ပဲပေါ့ပပိစိတဆိုတဲ့ပုဂ္ဂိုလ်ဟာကိုယ်တဏ္ဍာမှာရှိတဲ့ယုံညံ့တဲ့စိတ်တွေစိတ်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ရမယ်တမနာဆိုတဲ့ပုဂ္ဂိုလ်ဟာမကောင်းမှုတွေကိုငြိမ်းအေးသွားအောင်လုပ်ရမှာဖြစ်တယ်အဲ့ဒီသင်ပြင်လက္ခဏာတွေပြတ်သွားနိုင်တယ်ပေါ့အဲ့ဒါတွေမပြတ်အောင်ခန္တီဆိုတာဟာအကောင်းဆုံးအခြင်းပဲဖြစ်တယ်လို့ဒီလိုမြတ်စွာဘုရားဆက်ဆက်ပြီးတော့တပိသာဝကတွေကိုဆုံးမဩဝါဒပေးတာဖြစ်တယ်ပေါ့အေးအဲ့ဒါတွေရှင်းထုတ်နိုင်ပြီးပြီဆိုလို့ရှိရင်သဗ္ဗပပတ္တအကရဏံကုသလတုပတမ္မရာသစိတ်တပရိယောဒပနံဧတံဘုရဏတာအချင်းဆုံးနည်းနဲ့သာသနာရဲ့အကျင့်စဉ်တစ်ခုကိုဖော်ပြလိုက်တာကိုကျင့်သီလပြည့်စုံပြီဆိုရင်မကောင်းတာမှန်သမျှမလုပ်တာကိုကျင့်သီလနဲ့ထိမ့်သိမ့်လိုက်သဖြင့်မကောင်းတာမှန်သမျှတွေမလုပ်တော့ဘူးအကုသိုလ်မှန်သမျှတွေကိုမလုပ်တော့ဘူးအောက်တန်းကြတဲ့အလုပ်တွေတစ်ခုမှမလုပ်တော့ဘူးကုသလတုပတ္တမရာသမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဖြင့်ကုသိုလ်မှန်သမျှပြည့်စုံအောင်ကြိုးစားအထောက်တယ်ဟောသမထကျင့်စဉ်ကိုကျင့်တယ်သီလကိုအခြေခံပြီးတော့သီလဖြင့်အကုသိုလ်ကိုရှောင်တယ်သမထကျင့်စဉ်ဖြင့်ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားတယ်အဗ္ဗဓမ္မတူပြီးတော့တူရှင်းတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားသစိတ်တပရိယောဒပနာကိလေသာဆိုတဲ့အညစ်အကြေးတွေသမထဝိပဿနာကျင့်စဉ်တစ်ခုနဲ့ကျင့်ပြီးရှင်းထုတ်လိုက်တဲ့အခါမှာစိတ်လေးဟာဖြူစင်းလာတယ်အဲ့ဒီဖြူစင်းလာတဲ့စိတ်ဟာအဖြူစင်ဆုံးအဆင့်ကိုရောက်တယ်ဆိုတာအရတ္တမေကုသိုလ်အဆင့်ရောက်ရင်ဖြူစင်ဆုံးဖြစ်သွားအရတ္တမေအရတ္တဖို့ဆိုတဲ့အဗ္ဗဓမ္မထူးခြားတဲ့
ဒီစေတဝိမု ക്തി ပညာဝိမု ക്തി လို့ဆိုတဲ့သမာဓိနဲ့ပညာနှစ်ခုအဲ့ဒီနှစ်ခုလောကုတ္တရာသမာဓိနဲ့လောကုတ္တရာပညာနှစ်ခုကိုရရှိလိုက်ပြီဆိုရင်လုံးဝဖြူစင်သွားတဲ့အဆင့်ကိုရောက်ပါတယ်အဲ့ဒါသာသနာတော်ရဲ့အကျင့်စဉ်နဲ့ပတ်သက်ပြီးတော့အချင်းချုပ်ရှင်းပြလိုက်တာဖြစ်တယ်အဲ့ဒီအချင်းချုပ်ရှင်းပြပြီးတဲ့အခါမှာအနုပါဝါရောအနုပခါရောလောကမှာသာသနာပေါ်မှာနေလာပြီဆိုလို့ရှိရင်လိုက်နာရမယ့်အချက်တွေအရေးတကြီးဒီတတိထားရမယ့်အချက်တွေကကိုပြောတဲ့စကားဒီသူတစ်ပါးကိုဆွဆွဲမိတဲ့စကားမျိုးမဖြစ်စေရဘူးအနုပါကတော့သူတစ်ပါးထိခိုက်တဲ့အလုပ်မျိုးတွေမဖြစ်စေရဘူးလို့ဆိုတာဟာအင်တမတတိထားရတဲ့အချက်တွေဒါကြောင့်သားတော်ရာဟုလာကိုမြတ်စွာဘုရားဆုံးမတဲ့အခါမှာရာဟုလာအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်မလုပ်ခင်ကစဉ်းစားလုပ်နေတော့လည်းစဉ်းစားလုပ်ပြီးရင်လည်းစဉ်းစားဘယ်တော့မှမမှားဘူးဆိုတဲ့ဆုံးမစကားနဲ့တူတူပဲအနုပဝါရောမပြောခင်ကစဉ်းစားမယ်ပြောနေတော့စဉ်းစားမယ်ပြောပြီးတော့လည်းစဉ်းစားမယ်အဲ့ဒီအချက်တွေကိုဒီနေရာမှာအနုပဝါရောလို့ဆိုလို့တယ်ဘယ်သူကိုမှဒီပြစ်တင်ပြောဆိုတဲ့နှုတ်နဲ့ကျွလွန်တဲ့အပြစ်မျိုးမကျွလွန်စေရဘူးအနုပကတော့ကိုယ်နဲ့ကျွလွန်တဲ့အပြစ်မျိုးကိုမကျွလွန်မိစေအောင်တတိထားရမယ်လို့မြတ်စွာဘုရားတကယ်သူတော်စင်ပုဂ္ဂိုလ်တွေရဲ့ကျင့်ရမယ့်ကျင့်စဉ်တစ်ခုအသေးစိတ်ကနေစပြီးတော့ဟောတယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒါလို့ဟောပြီးတော့အနုပဝါရောအနုပကတော့ပါတိမောက္ခေသတံဝရောဆိုဒီနေရာမှာဝိပဿနာမြတ်စွာဘုရားတို့လက်ထက်ကအာနာပါတိမောက္ခကိုပြညတ်တာမဟုတ်တော့ကြောင့်အာနာပါတိမောက္ခကိုဆိုလိုတာမဟုတ်ဘူးလို့အဓိပ္ပာယ်နားလည်ရမှာဖြစ်တယ်နော်ဒီပါတိမောက္ခဆိုတာသီလကိုပဲဆိုလိုတယ်လို့ပဲနားလည်ရဒီသိက္ခာပုဒ်တွေပြညတ်ထားတာမရှိတော့ကြောင့်ဝိပဿနာမြတ်စွာဘုရားကိုယ်တိုင်ကပါတိမောက္ခေသတံဝရောဆိုယဟန်ဒီအဓိကထားပြီးတော့ကျင့်ကြံကြုတ်ကိုအထောက်အောင်ဆိုပါစို့ပါရာဇိကသိက္ခာပုဒ်မပြညတ်ပေမဲ့လို့ဒီပြညတ်မှုကသူတော်ကောင်းတွေမှန်တယ်လို့ရှိရင်ဒီပြစ်မှုတွေဟာမကျွလွန်တော့ဘူးလေဘာဖြစ်လို့လဲဆိုပါရာဇိကသိက္ခာပုဒ်ဆိုတာသေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင်ဒီပထမပါရာဇိကသိက္ခာပုဒ်ဆိုတာကာမိတုမိစ္ဆာအဗျမစရိယသိက္ခာပုဒ်ပဲလေဒုတိယပါရာဇိကသိက္ခာပုဒ်ဆိုတာအဒိဏဒါနပဲတကယ်ကတော့၅ပါးသီလထဲမှာဝင်တဲ့အရာတွေပဲနောက်တစ်ခါတတိယပါရာဇိကဆိုတာပါဏာတိဗန္တာကိုပြောတာပဲစတုတ္ထပါရာဇိကဆိုတာမုဒဝါဒကိုပြောတာပဲတာမန်ပုဂ္ဂိုလ်တွေမှာအပြစ်မရှိတယ်လို့ရှိတော့လေယဟန်တွေကြလို့ရှင်အဲ့ဒီအဗျမစရိယတို့နော်ပါဏာတိဗန္တာတို့ဒီမုဒဝါဒတို့ဒီအဒိဏဌာနတို့ဆိုတာအရေးကြီးတဲ့အရာတွေပဲဖြစ်အဲ့တော့၅ပါးသီလထဲမှာအလွန်ထိတ်တန့်ကြတဲ့အကျင့်တွေဖြစ်အောင်လိုက်နာကျင့်သုံးမှုဒီလိုဆိုလိုတာပေါ့အဲ့တော့ပါဠိမောက္ခေသတံဝရောဆိုတာတကယ်အရေးကြီးတဲ့အချက်တွေကိုမြတ်စွာဘုရားရည်ညွှန်းပြီးတော့ဟောပြောတာဖြစ်တယ်ပါဠိမောက္ခသိက္ခာပုဒ်တွေနဲ့ပတ်သက်ပြီးတော့စောင့်စည်းနိုင်ရမယ်သီလနဲ့ပတ်သက်ပြီးတော့စောင့်စည်းနိုင်ရမယ်လို့ဒီလိုဆိုလိုတယ်မတ္တညုတာသဗတ္တသမေဒီဟာကတော့အမှန်တမ်းအရေးကြီးတဲ့အချက်တစ်ခုပဲလူတွေဟာနေ့စဉ်နဲ့အမျှအစာအာဟာရကိုစားသုံးနေကြတာဖြစ်တယ်မတ္တညုဆိုတာဘာကိုပြောတာလဲအတိုင်းအတာတစ်ခုဆိုလိုတယ်ဆိုတဲ့နေရာမှာအတိုင်းအတာပမာဏဆိုဒီမှာအစာစားတဲ့အခါမှာဘာအတွက်စားတာလဲဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ပျော်ဖို့ပါဖို့ကစားဖို့ဆိုတဲ့အနေအထားမျိုးနဲ့စားတာမဟုတ်ဘူးအစာစားခြင်းဒီ sustain လုပ်ဖို့ကိုယ်ခန္ဓာကိုတည်ထပ်ပြီးတော့အသက်ရှင်ဖို့ဆိုတဲ့အနေအထားမျိုးအတွက်ခန္ဓာကိုတည်ထပ်ပြီးအလုံးလုံးနိုင်ဖို့အတွက်စားတယ်ဆိုတဲ့အဖြေဟာထွက်လာအဲ့ဒါလို့စားတဲ့အခါမှာလည်းပဲဒီဝေဒနာအတိတ်မဖြစ်စေရဘူးဝေဒနာအဟောင်းကိုလည်းပျောက်စေရမယ်နေလို့ထိုင်လို့လည်းသက်သာရမယ်အပြစ်ကင်းရမယ်ဆိုတဲ့ဒီအချက်လက်တွေဟာမတ္တညုဆိုတဲ့အထက်မှာအလုံးပါဝင်သွားတာဖြစ်တယ်ပေါ့အတိုင်းတာတစ်ခုကိုသိတယ်ဆိုတာဟာဒီအချက်လက်တွေကိုသိတာကိုဆိုလို့တယ်ပေါ့ဒါကြောင့်မို့စားတယ်ဆိုတဲ့နေရာမှာစားခြင်းရဲ့အကျိုးကျေးဇူးကိုသိအောင်ကြိုးစားအထောက်တမန်အားဖြင့်နေပဲစဉ်းစားကြည့်ကြိုက်လို့စားတာမဖြစ်စေကြိုက်လို့စားတာမဟုတ်ဘူးအသက်ရှင်ဖို့အတွက်စားတယ်ခန္ဓာကိုယ်မှာအားဖြစ်ပြီးအလုံးလုံးနိုင်ဖို့စားတယ်လို့အဲ့ဒီလိုနှလုံးသွင်းကြည့်လိုက်လို့ရှင်ဟင်းကောင်းမှစားခြင်းနဲ့ကိုကြိုက်မှစားခြင်းနဲ့ဆိုတဲ့စိတ်ကိုထိန်းချုပ်ပြီးသားဖြစ်သွားတယ်ဒါကြောင့်မို့ထွင်းစားတဲ့အခါလူပုဂ္ဂိုလ်တွေပဲဖြစ်စေတန်ဃာတွေပဲဖြစ်စေ
သီလရှင်တွေပဲဖြစ်စေဟင်းမကောင်းလို့ကြီးမများမိအောင်ငါစားတဲ့အစားစားပြီးအသက်ရှည်ဖို့အတွက်သာစားတာဖြစ်တယ်ကြိုက်လို့စားတာလည်းမဟုတ်ဘူးဆိုတဲ့အတွေးလေးနဲ့စားလိုက်ပဲဆိုလို့ရှိရင်ဒီဟာမတ္တညုတာသဗ္ဗတ္တသမိန်ဆိုတာဖြစ်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလိုဖြစ်လာဖို့အင်မတန်မှအရေးကြီးတာကိုမြတ်စွာဘုရားဒီဟာကိုထိသိမ်းပြီးတော့လူတွေအသက်ရှင်ပြီးအလုံးလုံးနိုင်မှုအတွက်ဟာအာဟာရမရှိဘဲနဲ့မဖြစ်ဘူးဒါကြောင့်မို့မတ္တညုတာသဗ္ဗတ္တသမိန်အလွန်အကျွံစားရင်လည်းယောဂဖြစ်ပြီးအလုံးမလုံးနိုင်ဘူးမတည့်တာစားလို့ရှိရင်လည်းယောဂတွေဖြစ်ပွားမယ်လုံးနိုင်ဘူးတချို့လူတွေကြတော့မတည့်တာစားပြီးဆေးတောက်မယ်ဆိုတဲ့အတွေးလည်းတွေးတယ်ဝါဝါစားပြီးသေမယ်ဆိုတဲ့အတွေးလည်းရှိတယ်အဲ့ဒါလို့ကိုကြိုက်တာကြိုက်လို့စားတယ်ဆိုတဲ့ဒီခေါင်းစဉ်အောက်မှာလူတွေဟာတဲ့သည်ဖြစ်စေမတဲ့သည်ဖြစ်စေကြိုက်တာကိုစားနေကြတာမှားတယ်လို့သူတို့ပြောရသော်ဘုရားကအဲ့ဒါကိုဆုံးမဩဝါဒပေးတာမတ္တညုတာသဗ္ဗတ္တသမိန်အတိုင်းတာတစ်ခုနဲ့သိပြီးတော့အစာအာဟာရကိုစားကြရမှာဖြစ်တယ်ဒါမှကျမ်းမာပြီးတော့အသက်ရှင်လို့လုံးလုံးနိုင်မှာဖြစ်တယ်လို့ဆိုလို့တယ်ဒါကကိုချင်းသီလထဲမှာသီလတစ်မျိုးပဲပေါ့ဒါကြောင့်မို့ပစ္စယတဏိတိတသီလဆိုတာဆင်ញင်ပြီးတော့သုံးမှုမြတ်စွာဘုရားဒီလိုဟောကြားခဲ့တာဖြစ်တယ်ပန္တင်စတေယနာတနံဆိုတာအလုပ်တစ်ခုလုပ်ဖို့ရအတွက်အနှောက်အယှက်ကင်းတဲ့နေရာဟာအမှန်တမ်းအရေးကြီးတိတ်ဆိတ်ငြိမ်သက်တဲ့နေရာဟာအမှန်တမ်းအရေးကြီးလို့ပန္တင်စတေယနာတနံတိတ်ဆိတ်ငြိမ်သက်ပြီးအလုပ်ဖြစ်မဲ့နေရာမျိုးမှာနေထိုင်ပြီးတော့အလုပ်လုပ်ပါလို့တို့ဆိုလို့တယ်အဓိစိတ်တွေစအာယောကောနော်အဲ့ဒီလိုတိတ်ဆိတ်ငြိမ်သက်ပြီးလူသူရောထွေးခြင်းမရှိတဲ့နေရာမျိုးမှာနေထိုင်ပြီးတော့အဓိစိတ်တလို့ဆိုတဲ့သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကိုကြိုးစားအထောက်ခြင်းဖြင့်နောက်ဆုံးမှာအရတ္တမေအရတ္တဖို့ရသည်တည်းအောင်ကြိုးစားအထောက်ပါလို့လက်ဆော်ရသာသနာတော်နဲ့ပတ်သက်တဲ့ကျင့်စဉ်တစ်ခုလက်တွေ့ကြဝိပဿနာမြတ်စွာဘုရားကိုယ်တိုင်ဒီဩဝါဒပฏิမောက္ခထားကိုရွတ်ဆိုပြီးတော့ယဟန်တော်တွေကိုဟောကြားနေတာဖြစ်တယ်သို့တော့အဲ့ဒီနာယူနေတဲ့ယဟန်တော်တွေဟာယဟန်တာပုဂ္ဂိုလ်ကြီးတွေသာဖြစ်တယ်ပေါ့ယဟန်တာမဖြစ်သေးတဲ့ပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိနိုင်တယ်သို့တော်မြတ်စွာဘုရားသည်တတိပေးဆုံးမတဲ့အနေနဲ့သာသနာတော်ရဲ့ကျင့်စဉ်ကိုယခုလိုဆုံးမဩဝါဒပေးတာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာဘယ်သူပဲကျင့်နော်အကျိုးရှိပါပဲထညက်ဆိုတာဘယ်သူပဲစားချိုမှာပဲလေထို့တူပဲမြတ်စွာဘုရားဟောကြားတဲ့တရားဟာယဟန်မှကျင့်ရမယ်လူမှကျင့်ရမယ်ဒီလိုမဟုတ်ဘူးအားလုံးဘယ်သူပဲကျင့်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေနော်တရားဟာဘယ်သူစားချိုမှာပဲယုံတဲ့လူစားမှချိုမှာမဟုတ်ဘူးအမျိုးသားစားမှချိုမှာမဟုတ်ဘူးအမျိုးသမီးစားမှချိုမှာမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားတော်ဟာလူတိုင်းအတွက်အကျိုးဖြစ်မယ်လို့သူတို့ဆိုလို့တယ်ပေါ့ယောဂရှိလို့ဆေးတောက်ရင်ဘယ်သူတောက်ပျောက်တယ်ဒီဆေးရယောဂပျောက်တယ်လို့ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေတောက်ပျောက်မှာပဲဆေးမိမိရဲ့ဝမ်းထဲရောက်လို့ရှိရင်ယောဂပျောက်တဲ့ဆေးဆိုရင်ပျောက်မှာပဲအဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမတရားဟာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်မှမရွေးဘူးလိုက်နာကျင့်သုံးမယ်ဆိုလို့ရှိရင်အကျိုးသက်ရောက်မှုကိုဖြစ်စေနိုင်တယ်ပေါ့ဒါကြောင့်မို့ဧတံဗုဒ္ဓနာသာသနာဒါဟာဘုရားဆူဆုံးမခဲ့တဲ့သာသနာကျင့်စဉ်ပဲဖြစ်တယ်လို့ဝိပဿနာမြတ်စွာဘုရားအခုလိုခေါ်ကြားဆုံးမခဲ့တယ်ဝိပဿနာမြတ်စွာဘုရားဆုံးမတယ်လို့ပဲတိခိမြတ်စွာဘုရားဝိတ္တဘူမြတ်စွာဘုရားတို့လည်းဆုံးမခဲ့တာဖြစ်တယ်ဒီတဲ့ပို့ပြီးတော့ကကုသန္တမြတ်စွာဘုရားကောဏဂမနမြတ်စွာဘုရားကတ္တဗမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားတို့လည်းပဲဒီဩဝါဒပါဠိမောက်ကိုရွတ်ဆိုပြီးဆုံးမခဲ့ကြတာပဲဖြစ်တယ်သို့သောကကုသန္တကောဏဂမနကတ္တဗဂေါရမဆိုတဲ့ဘုရားလေးစုကြတော့အာနာပါဠိမောက်ကိုပဲဆက်လက်ပြီးတော့ယဟန်တန်ကအချင်းချင်းကိုရွတ်ဆိုစေပြီးတော့နာယူမှတ်သားစေခြင်းဆိုတဲ့အာနာပါဠိမောက်ခုတ်တွေတာကိုလည်းပဲတိုက်တွန်းနှိုးဆော်ပေးခဲ့တာဖြစ်တယ်ပေါ့တရားဝါတို့ရဲ့ဆုပ်ယုပ်ပြတ်သားမှုဟာအဗ္ဗဓမ္မထင်ရှားတယ်ပေါ့ဆုတ်ကကာလမှာဆိုလို့ရှိရင်တာမန်တတိပေးယုံနဲ့မရသည့်အတွက်ကြောင့်စီမင်းစည်းကမ်းတွေလှုပ်လာရတယ်ဒါကြောင့်မို့ဘာဒကဘာမှာဆိုလို့ရှိရင်ပွင့်တော်မူတဲ့ဘုရားတွေဟာအလုံးစီမင်းစည်းကမ်းတွေပါချမှတ်ပြီးတော့တာမန်တတိပေးယုံနဲ့မရတဲ့အနေအထားမျိုးမို့ဩဝါဒပါဠိမောက်အပြင်အာနာပါဠိမောက်ကိုပါဟောကြားဆုံးမတော်မူခဲ့ကြတာဖြစ်တယ်လို့ဒီလိုမှတ်သားကြရမှာဖြစ်တယ်တ
တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဖျားဆူဆူတို့ရဲ့အဆုံးအမမြတ်ဗုဒ္ဓတို့ရဲ့အဆုံးအမပါဠိမောက်ခုတ်ရတာကိုယခုလိုမိမိတို့အနေနဲ့တောင်းစီအောင်လေ့လာသုံးသပ်ဆင်ခြင်ကြည့်ပြီးတော့မိမိတို့အတွက်အလွန်တန်ဖိုးရှိတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမများဖြစ်တယ်တို့တွေဟာလိုက်နာကျင့်သုံးကြရင်ကောင်းကျိုးချမ်းသာရမှာဧကံဖြစ်တယ်ဆိုတဲ့ယုံကြည်မှုတရားစွမ်းအားဖြင့်အတိညာရအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း